2013 ခုနှစ်စက်တင်ဘာလ21ရက်ဓမ္မပညာသင်တန်းရက်တုမှတ်စဉ်နဲ့သုတ္တန္တအနှစ်ချုပ်မဟာတတိပဋ္ဌာနသုတ်နေ့လယ်ပိုင်းပို့ချချက်စာမျက်နှာ1မှာအပိုင်း2ထဲဒုတိယအပိုင်းရသော်ဘုရားကတတိပဋ္ဌာန်တရားအားထုတ်ရင်ဘယ်လိုအကျိုးတရားတွေဖြစ်ပေါ်နိုင်လဲဆိုတာကိုရှင်းစွာအကျိုးတရားတွေကိုအရင်ဖော်ပြလိုက်တယ်လူတိုင်းဟာအကျိုးရှိတယ်ဆိုမှပဲလှုပ်ချင်ကြတာဒါကြောင့်မလို့အကျိုးတရားတွေကိုအရင်ဖော်ပြလိုက်တဲ့ပို့ပြီးတော့လှုပ်ဖြစ်သွားတယ်လို့ပြောတယ်ပို့ပြီးတော့လှုပ်ဖြစ်တယ်အဲ့ဒီမှာဧကယနောယံဘိက္ခွေမေဃောတတ္တနာဝိသုဒ္ဓိယဆိုတဲ့ယတိတံစတ္တရောတတိပဋ္ဌာနာလို့ဆုံးသတ်ထားတဲ့စာပိုက်မြန်မာလိုချောချောပြန်တဲ့အခါမှာယဟန်တို့တတိပဋ္ဌာန်၄ပါးလို့ဆိုတဲ့ဒီကျင့်စဉ်ဟာတရားဝါရီစင်ကြယ်ဖို့အတွက်တောကပရိဒေဝတွေလွန်မြောက်ဖို့အတွက်ဒုက္ခဒေါမနတတွေချုပ်ငြိမ်းဖို့အတွက်နိဗ္ဗာန်လမ်းကြောင်းကိုတွေ့ရှိဖို့အတွက်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်တခုတည်းသောနိလန်းပဲလို့ဒါဗမာလို့ဆိုလို့ရှိရင်ဒီလိုဆိုလိုတာနော်တခုတည်းသောနိလန်းအဲ့ဒီမှာတတိပဋ္ဌာန်၄ပါးဆိုတာမပြောရသေးဘူးဒါကြောင့်တတိပဋ္ဌာန်ဆိုတဲ့ကျင့်စဉ်ဟာအကျိုး9ရပ်ကိုအကျိုး9မျိုးကိုဖြစ်ပေါ်စေနိုင်တယ်လို့ဆိုအဲဒီတတိပဋ္ဌာန်၄ပါးဟာဘာလဲဆိုတာပြောဖို့ကတမေစတ္တရောဆိုမေခွန်းထုတ်တယ်ဒီမေခွန်းကိုကထေတုကမြတာမေခွန်းလေကထေတုဆိုတာဖြေခြင်းလို့ဖြေဆိုခြင်းကကမြတာအလိုရှိလို့သူဖြေဆိုမလို့မေးတဲ့မေခွန်းနော်အဖြေပေးမလို့မေးတာသူများကိုမေးတာမဟုတ်ဘူးအဲ့ဒါမျိုးကထေတုကမြတာလို့ပြောတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကဒီနေရာမှာမြတ်စွာဘုရားကိုယ်တိုင်ကအဖြေပေးဖို့အတွက်မေခွန်းထုတ်ပြီးတော့အဖြေပေးဖို့အတွက်မေးလိုက်တာကတမေစတ္တရောအဘယ်၄မျိုးလဲဆိုရင်အဘယ်၄မျိုးလဲလို့ဆိုလို့ရှိရင်အဲ့ဒီ၄မျိုးကိုပြောမှာဣဒဘိက္ခဝေဘိက္ခုကာယေကာယ ानु ပတ္တိဝိဟရတိအာတာပိတမ္ပဇာနောတတိမဝိနေယလောကေဘိစ္ဆာဒေါမနတံဒါဝါကြတစ်ခုပဲဒီဝါကြတစ်ခုကိုလေးလာတဲ့အခါမှာကတ္တကဘယ်မှာလဲကရိယာဘယ်မှာလဲဒါအရေးကြီးဆုံးပဲဒီဘက်အရေးတဲ့အရေးကြီးတာအဲ့နှစ်ခုကိုအရင်ဖမ်းပြီးတော့ကြည့်ရနောက်ဆုံးမှာကရိယာပုဂ္ဂဘာတော့ဆိုဝိဟရတိနေတယ်ဘယ်သူနေတာလဲဆိုဘိက္ခုဘိက္ခုကိုယဟန်လို့ပြန်လေးရှိပေမဲ့လို့စာပေကျမ်းဂန်တွေထဲမှာဘိက္ခုဆိုတာဟာဒီယဟန်နေတဲ့ဆိုင်တာမဟုတ်ဘူးအလုံးကမ္မထာလုံးအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုရည်ညွှန်းတဲ့စကားလို့ပြိဿလေးပါးကိုရည်ညွှန်းတဲ့စကားလို့စာပေကျမ်းဂန်မှာအဲ့လိုဆိုတယ်နှမျိုးပေါ့လေတခုကတော့မြတ်စွာဘုရားနဲ့အနီးကပ်နေတဲ့ယဟန်တွေကိုရည်ညွှန်းပြီးတော့ပြောလိုက်တယ်နောက်တစ်ခုကတော့အလုံးပြိဿ၄မျိုးနဲ့ပါတယ်လို့ဆိုပြီးတော့ဖွင့်တယ်နှစ်ခုဖွင့်ထားတာရှိတယ်ဘယ်သူနေတာလဲဆိုရင်ယဟန်နေတာဘာလုပ်ပြီးနေတာတုံးလို့ဆိုကာယေကာယ ानु ပတ္တိကာယပေါ်မှာကာယလို့ရှုပြီးတော့နေတာကာယလို့အဖမှန်ရှုနေတာကာယေကာ ानु ပတ္တိဝိဟရတိနေတာဒါပြန်အဲ့ဒါလို့ရှုနေတာဟာတာမန်နဲ့ဘယ်လိုပုံစံနဲ့ရှုတာတုံးဆို
အာတာပီဇွဲလုံးလရှိရှိတမ္ပဇာနောဆင်ញင်တုံတရားနဲ့တတိမှာတတိထားလျက်သူနေတာဟာပြင်းပြင်းရောလုံးနေတာမဟုတ်ဘူးအာတာပီဇွဲလုံးလကြီးကြီးနဲ့တမ္ပဇာနာစဉ်းစားဆင်ញင်လျက်တတိမှာတတိရှိလျက်ပြီးတော့အဲ့ဒါလိုနေခြင်းအဖြစ်သူ့မှာဘာတွေဖြစ်ပေါ်နေတာတုံးလို့ဆိုဝိနည်းလောကေအဘိဇ္ဇာဒေါမနတလောကမှာဖြစ်ပေါ်နိုင်တဲ့အဘိဇ္ဇာနဲ့ဒေါမနတကိုဖယ်ရှားပြီးတော့နေတယ်လို့ရှုမှတ်တယ်ဖယ်ရှားတယ်နှစ်ခုသွားတယ်နော်ရှုမှတ်တယ်ဖယ်ရှားတယ်နှစ်ခုသွားတယ်ဖယ်ရှားပြီးတော့နေတယ်လောကလို့ဆိုတာဒီတတ္တလောကကြီးပေါ်မှာဒီနေရာမှာဆိုရင်တော့ကာယလို့ရှုနေတဲ့အချိန်မှာကာယလို့လည်းပြောလို့ရတယ်ဘယ်အာယုံပဲဖြစ်ဖြစ်လောကဆိုတာအာယုံတစ်ခုပေါ်မှာကာယဆိုတဲ့အာယုံပေါ်မှာတခြားအာယုံတွေပေါ်မှာလောကလို့သုံးလိုက်တာဝိနည်းကာယေလို့မသုံးဘဲနဲ့လောကလို့ပဲသုံးသွားတယ်ဒီစကားလုံးကဒီတိုင်းကြီးပဲလာမယ်အကုန်လုံးအဲ့တော့လောကလို့သုံးလိုက်ခြင်းအပြင်ကာယတစ်ခုတည်းနဲ့ဆိုင်တယ်လို့ပြောလို့မရဘူးကာယကိုရှုနေတဲ့အချိန်မှာဘယ်ပေါ်ပဲဖြစ်ဖြစ်အဘိဇ္ဇာလို့ဆိုတဲ့လောဘနဲ့ကြံတွေးမှုဒေါမနတလို့ဆိုတဲ့ဝန္ဒီမှုစိတ်အလိုမကျမှုအဲ့ဒီနှစ်ခုကိုပယ်ဖြောက်ပြီးတော့နေတယ်လို့ဆိုအဲ့တော့ဒီနေရာမှာရယူခြင်းနဲ့ပယ်ဖြောက်ခြင်းနှစ်ခုရှိတယ်ဘာတွေရတာတော့ဆိုအနုပတ္တိကာယ ानु ပတ္တိကာယကိုရှုတယ်ကာယကိုရှုနေတယ်လို့ဆိုတာအသိဉာဏ်မပါဘဲနဲ့လည်းရှုလို့မရဘူးတတိမရှိဘဲနဲ့လည်းရှုလို့မရဘူးလုံလဝိရိယမရှိဘဲလည်းရှုလို့မရဘူးတမာတိမပါဘဲနဲ့လည်းမရဘူးလို့ဆိုတော့ဒီနေရာမှာအရေးကြီးတဲ့အင်္ဂါရပ်တွေအာတာပီကသမ္မာဝါယာမကိုပြောတာတမ္ပဇာနောကသမ္မာဒိဋ္ဌိကိုပြောတယ်တတိမာကသမ္မာတတိကိုပြောတယ်ကမ္မထာအထုတ်ပြီးဆိုရင်ဝိရိယသမ္မာဝါယာမရှိရသမ္ပဇာနောလို့ဆိုတဲ့ဒီသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိရတတိမာယတတိလို့ဆိုတဲ့သမ္မာတတိရှိရဒီထဲမှာတိုက်ရိုက်ဖော်မပြတာဘာတွေတုံးလို့ဆိုလို့ရှိရင်သမ္မာသင်္ကပ္ပနဲ့နော်သမ္မာသမာဓိကိုဖော်မပြဘူးမပြပေမဲ့လို့ကာယ ानु ပတ္တိလို့ဆိုတဲ့အထဲပဲဒါတွေသမာဓိတည်းရှိရမယ်ဆိုတာပါသွားပြီပေါ့ဒီထဲမှာကာယလို့ရှုနေတယ်ဆိုတဲ့ကာယကိုတွေးနေတဲ့အတော်ကာယကိုကာယလို့တွေးတယ်တခြားနည်းတွေနဲ့တွေးနေတာမဟုတ်ဘူးလို့ဆိုတော့ပြောမယ်ဆိုရင်မဂ္ဂင်၅ပါးပဲသမ္မာဒိဋ္ဌိသမ္ပဇာနောဖြင့်သမ္မာဒိဋ္ဌိကိုပြတယ်အာတာပီအာတာပနဲ့ဝိရိယကိုပြတယ်တတိမာဆိုတဲ့စကားလုံးနဲ့တတိကိုပြတယ်ကာယ ानु ပတ္တိဆိုတဲ့စကားလုံးထဲမှာသမ္မာသင်္ကပ္ပနဲ့သမ္မာသမာဓိဒီနှစ်ခုကိုပြတယ်ဆိုတော့မဂ္ဂင်၅ပါးဟာအလုံးလုံးနေတဲ့မဂ္ဂင်ပဲတရားထုတ်ပြီဆိုရင်အဲ့ဒီ၅မျိုးနဲ့ပဲလောက်တာအဲ့ဒီသဘာဝတရား၅မျိုးဖြစ်နေတာကိုပဲတရားအထုတ်နေတယ်လို့ဆိုတာကမ္မထာအာယုံကဘာလို့ဆိုရင်ကာယေကာယဒါဟာကမ္မထာအာယုံပဲကာယ ानु ပတ္တိကာယဟာကမ္မထာရဲ့အာယုံပဲလို့ဒီလိုဆိုလို့ဒါအသေးစိတ်တစ်ခုစီကြည့်တယ်နည်းတစ်ခုနော်ကဲအဲ့ဒီမှာပရမဘာသာပြန်လေးကိုကြည့်ဣဒဘိက္ခဝေဘိက္ခုတစ်လုံးစီပြောမယ်ဆိုရင်ဘိက္ခဝေယဟန်တို့ဣဒဤသာသနာတော်မှာဒီစနစ်ကမြတ်စွာဘုရားသာသနာမှာသာရှိလို့ဣဒဆိုတာဒီဖရာရဲ့အဆုံးအမဣဒဤအဆုံးအမမှာလို့ဆိုလို့မြတ်စွာဘုရားရဲ့သင်ကြားပြသမှုဆိုတဲ့သာသနာမှာဒီအဓိပ္ပာယ်ကိုဆိုလို့နော်ဣဒတခါတခါကျတော့ဣဒကဤလောက၌လို့ဆိုတဲ့အဓိပ္ပာယ်မျိုးယူရတာရှိတယ်ဒီနေရာမှာတော့သာသနာဟုဆိုလို့တယ်
ဣဒဤသာသနာတော်မှာဘိက္ခုယဟန်ဒီဣဒဘိက္ခုဆိုဒီသာသနာတဲကယဟန်လို့ဆိုလို့တယ်ဒီသာသနာတဲကမြတ်စွာဘုရားရဲ့တပည့်တော်ကအဲ့တော့ဘုရားရဲ့တပည့်မှာဒီလှုပ်တတ်တယ်ပေါ့ဣဒဘိက္ခုဤသာသနာတော်ကယဟန်ဟာယဟန်လို့ဆိုတဲ့ထဲပဲအရေးချင်းကင်းမဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသူ့ရဲ့လိုအပ်တဲ့အရေးချင်းတွေဘာတွေတုံးဆိုအာတာပိလုံလဝိရိယရှိရှိသမဇာနောဆင်ញင်တုံတရားရှိရှိတတိမှာတတိရှိရှိဟောလုံလဝိရိယရှိတယ်ပညာရှိတယ်တတိရှိတယ်အဲ့ဒီရှိနေတဲ့ယဟန်ဟာကာယေကိုယ်ကာယ၌ရူပကာယ၌ဒီဘောဓိကြီးကိုပြောတာနော်လူရဲ့ဘောဓိကာယေအတိတိသောမိမိကာယမှာကာယ ानु ပတိကာယဟုအဖန်ဖန်ထပ်ထပ်ရှုမြင်သုံးသပ်လျက်ကမ္မထာထုတ်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းနဲ့ဝိရိယရှိရမယ်ပညာရှိရမယ်တတိရှိရမယ်အဲ့ဒါရှိရှိနဲ့ကာယကိုရှုမှတ်သုံးသပ်နေတယ်အဲ့ဒါလို့သုံးသပ်ရင်တစ်ဖက်ကဘာလုပ်တော့ဆိုလောကေလောက၌အဘိဓါဒေါမနတံလောဘဖြင့်ကြံတွေးခြင်းသို့မဟုတ်ကြံတွေးသောလောဘဝမ်းနည်းတတ်သောဒေါမနတကိုဝိနည်းပယ်ဖြောင်း၍ဝိဟရတိနေ၏တရားထုတ်တယ်ဆိုတာတစ်ဖက်ကကောင်းမြတ်တဲ့အာယုံကိုယူထားပြီးတော့အဲ့ဒီကောင်းမြတ်တဲ့အာယုံပေါ်မှာလောဘဖြစ်ခြင်းဒေါသဖြစ်ခြင်းဆိုတဲ့ဒါနှစ်ခုမဖြစ်အောင်ဆိုလိုတာကတော့အဘိဓါဒေါမနတံလို့ဒီနှစ်ခုကိုဥတည်ပြောလိုက်ပေမဲ့လို့နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးနေတယ်ဆိုတဲ့အဓိပ္ပာယ်ထိအောင်ရှိတယ်တရားထုတ်နေပြီဆိုရင်လာပြီးတော့နှောင့်ယှက်တတ်တဲ့နိဝရဏတရား၅ပါးကာမဂုဏ်အာယုံခံစားခြင်းနဲ့ကာမိသန္တအလိုမကျတဲ့ဗျာပါဒစိတ်အားဆုံးနေတတ်တဲ့ဌိနမိတ်စိတ်ပြန့်လွင့်တဲ့တွေးကြံပူဆွေးတဲ့ဥဒိစ္စနဲ့ကုက္ကုစာတန်တရားတွေဝင်နေတဲ့ဝိသိကိစ္စလို့ဆိုတဲ့ဒီနိဝရဏတရားတွေကိုဖယ်ရှားတာကိုဆိုလို့တယ်နိဝရဏတရားတွေကိုဖယ်ရှားပြီးတော့နေတယ်ဆိုတာကမ္မထာအထုတ်နေတဲ့ရဲ့အဓိပ္ပာယ်နော်ကမ္မထာအထုတ်တာဆိုတာဒီလိုအထုတ်တာဆိုအိတ်နေရင်ကမ္မထာအထုတ်တာမဟုတ်ဘူးနိဝရဏဝင်လာရင်ကမ္မထာအထုတ်တာမဟုတ်ဘူးဖြစ်အဲ့ဒါကြောင့်မလို့ဝိနည်းလောကေဘိဓါဒေါမနတံဒီအဘိဓါကဒုစရိုက်ထဲကအဘိဓါနဲ့မဆိုင်ဘူးဒုစရိုက်ထဲမှာပါတဲ့အဘိဓါကြတော့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွေးနေတဲ့လောဘမျိုးကိုအဘိဓါလို့ခေါ်တယ်ဒီအဘိဓါကြတော့ကာမိသန္တဆိုတဲ့လောဘကိုရည်ညွှန်းတာအာယုံပေါ်မှာရှေ့ရှုတွေးနေတဲ့လောဘအာယုံတစ်ခုပေါ်မှာလောဘဖြစ်နေမှုဥပမာကာယေကာယ ानु ပတိကာယကိုရှုနေတယ်ဆိုတဲ့နေရာမှာလောဘနဲ့ရှုတာမဟုတ်ဘူးတတ်မဲ့တဲ့စိတ်နဲ့ရှိတာမဟုတ်ဘူးအလှပြင်းတဲ့လူအမှန်နဲ့ကြည့်တယ်သူ့မျက်နှာကိုသူကြည့်တာဟာလောဘနဲ့ကြည့်နေတာပဲအဲ့ဒါအဘိဓါဖြစ်နေတာနော်ဘယ်နာဘယ်လိုပြင်ရမယ်ဆိုတာကြည့်နေတာဒါအဘိဓါလို့ခေါ်တယ်ဟိုအဘိဓါနဲ့မတူဘူးလို့ခွဲမှတ်တာဒီစကားလုံးကစကားလုံးတူပေမဲ့လို့အဘိဆိုတာအာယုံတို့ရှေးရှုဇာဆိုတာကြံတွေးတာအဲ့ဒီအဓိပ္ပာယ်နဲ့ဒီနေရာအဘိဓါဟာအာယုံပေါ်မှာတွေးကြံနေတဲ့ဒီအတွေးနဲ့ရှင်တဲ့လောဘလို့ဆိုလို့တယ်တတ်မဲ့တဲ့လိုချင်တဲ့ဖြစ်ချင်တဲ့ဆိုတဲ့လောဘတွေ
အဲ့လောဘရှိရင်နောက်ကဘာလာတာတော့ဆိုဒေါသလာတယ်အစမပြေဘူးဆိုဒေါသဆိုတာစိတ်ဆိုးနေပါဒေါသမဟုတ်ဘူးစိတ်ထဲမှာလိုချင်တာမဟုတ်ဘဲနဲ့ဒီလိုချင်မှုရဲ့ဆန့်ကျင်ဘက်ဝင်လာပြီဆိုလို့ရှိရင်လေဆန့်ကျင်ဘက်ဆိုတာစိတ်ထဲမှာမခံသာတဲ့အတွေးဝင်လာတယ်ဆိုလို့ရှိရင်ဒါဒေါသပဲဒီနေရာမှာဒေါသလို့တိုက်ရိုက်မပြောဘဲနဲ့ဗျာပါဒဆိုတဲ့ဒေါသကိုတိုက်ရိုက်မပြောဘဲနဲ့မြတ်စွာဘုရားကဒေါမနတလို့သုံးလိုက်တယ်ဒေါသရှိရင်လည်းဒေါမနတဆိုတဲ့ခံစားချက်ကလာတာပဲဒီနှစ်ခုကခွဲပြောလို့မရတဲ့အရာတွေပဲဒေါမနတဆိုတာဝေဒနာဗျာပါဒဆိုတာဒေါသနဲ့ဒေါမနတဝေဒနာဟာဘယ်တော့မှခွဲမရတဲ့အတွဲပဲနော်ဒါကြောင့်မို့တင်းညိုမှာဆိုရမို့လားတိကာကျော်တက်တဲ့ထဲပဲဥပိဏံသဟိသဟစရိတာဓာတနထဒေါသနဲ့ဒေါမနတဟာအမြဲတွဲနေတယ်ဆိုတာကိုပြဖို့ဒေါမနတသဟကတံအသင်္ခါရိကမေကံသသင်္ခါရိကမေကံနဲ့ဒေါမနတသဟကုတ်ဆိုတာလေးဆိုတာဟာဒေါသနဲ့ဒီဝေဒနာဟာအမြဲတွဲနေတယ်ဆိုတာကိုပြောဖို့လို့ဒီလိုအဘိဓမ္မထသင်္ကတိကာကျော်အဖွဲ့မှာအကြောင်းပြတာဒါပြောတာဒီနှစ်ခုကခွဲလို့မရတဲ့သဘာဝချင်းတူလားဆိုတော့တူတော့မတူဗျာပါဒကဒေါသဒါကဒေါသနဲ့ရှင်တဲ့ဝေဒနာဒေါမနတသို့တော့စိတ်တစ်ခုတည်းမှာအတူဖြစ်ကြဒေါမနတသဟကတံပဋိကတံမြုတ်တံဆိုတာလေဒေါမနတနဲ့ပဋိကဟာအမြဲတမ်းတွဲနေတယ်ဆိုတာကိုပြဖို့အတွက်ဒီဒေါသမှုတွေးမှာဒေါသမှုတွေးလို့ဆိုလိုက်ကြတဲ့ကသူကပဋိကတံမြုတ်တံလို့ဆိုတဲ့စကားပြောနေစရာတော့မလိုဘာလို့ပြောမနေစရာမလိုတာတော့ဆိုလောမှုစိတ်တုံးကသောမနတသဟကတံဒိဋ္ဌိကတတံမြုတ်တံဒိဋ္ဌိကတဝေမြုတ်တံလို့ဆိုတာလောဘတံမြုတ်တံလောဘတံမြုတ်တံလို့မဆိုဘူးလေအဲ့မှာဒီကြတော့လာပြီးတော့ပဋိကတံမြုတ်တံလို့ဆိုတယ်ပြောစရာမလိုတာကိုဘာကြောင့်ပြောတာတုံးဆိုဒေါမနတနဲ့ဒေါသဟာမြဲတွဲတယ်ဆိုတော့ပြောချင်လို့ထူးခြားတဲ့ရည်ရွယ်ချက်ကလေးတစ်ခုရှိလို့ပြောအဲ့တော့ဒီမှာလဲကြည့်ဒေါမနတလို့သုံးလိုက်တယ်နိဗ္ဗာန်တရား၅ပါးထဲမှာဒေါသဆိုတာကိုပြတယ်ဗျာပါဒလို့ဒီမှာကျတော့ဒေါမနတလို့ပြတယ်ပေါ့ဒါနိဗ္ဗာန်ထဲမှာအရေးကြီးတဲ့နိဗ္ဗာန်နှစ်ပါးကိုပြလိုက်ရင်ကျန်တဲ့နောက်ဆက်တွဲတွေလည်းပါသွားတယ်လို့ဒီလိုမှတ်ဒါကမ္မထာအထုတ်ခြင်းရဲ့ဒီကမ္မထာအလုံးအထုတ်နေတယ်ဆိုတဲ့သရုပ်ပဲပုံဖော်ပြကမ္မထာလို့အထုတ်နေတယ်ဆိုတာဒီပုံစံနဲ့ပဲအထုတ်တယ်ဒါကိုဆိုလို့တယ်နော်အဲ့တော့ဘိက္ခုယံတို့ဣဒဘိက္ခုဤသာသနာတော်ကယဟန်သည်အာတပိလုံလဝိရိယရှိသမ္ပဇာနောပညာအစဉ်ဉ္ရှိတတိမာတတိရှိသည်ဖြစ်၍ကာယေရူပကာယ၌ကာယ ानु ပတ္တိကာယဟုအဖမှန်ရှုမှတ်သည်ဖြစ်၍လောကီလောက၌တခါတခါကျတော့ကာယဆိုတဲ့လောကလို့ဒီလိုပေးလို့ရှိတယ်အဘိဇ္ဇာဒေါမနတံအာယုံကိုရှင်းရှုကြံတွေးခြင်းနဲ့ဖြစ်ရှင်တဲ့လောဘဝမ်းနဲ့ကြည်ကွဲခြင်းဆိုတဲ့ဒေါမနတကိုဝိနည်းပယ်ဖြောက်၍ဝိဟရတိနေထိုင်ကမ္မထာအထုတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဟောပြအဲ့ဒီမှာကာယ ानु ပတ္တိလို့ကာယကိုဘာကြောင့်နှစ်ထပ်ဆိုထားတာလဲကာယ ानु ပတ္တိတွေမပြောဘဲနဲ့ကာယ ानु ပတ္တိကာယဆိုတာကမ္မထာအာယုံကိုပြောတာကာယ ानु ပတ္တိဆိုတာရှုဖို့အချင်းရာကိုပြောတာဒီကာယဆိုတဲ့ကမ္မထာအာယုံကိုဘယ်ပုံရှုတာလဲလို့ဆိုရင်အစုလိုက်ရှုမှတ်တဲ့အဓိပ္ပာယ်မျိုးဒီလိုဆိုလို့တယ်အဲ့ဒီမှာအထက်ကရာကြတော့သူကနီးအမျိုးဖွင့်ပြနေတယ်နီးမျိုးဖွင့်ပြတယ်နီးမျိုးဖွင့်ပြတယ်
ဒီပထမကတော့သူကကာယဆိုတဲ့အာယုံကိုဝေဒနာလို့မရှိဘူးစိတ်လို့မရှိဘူးဓမ္မလို့မရှိဘူးကာယကိုကာယလို့ပဲရှုတယ်ရှိတိုင်းရှုတယ်လို့ပြောတယ်နော်ရှိတဲ့တိုင်းရှုတယ်ကာယကိုကာယအနေနဲ့ပဲရှုတယ်ဒါကမ္မဋ္ဌာန်းတစ်ခုဥတည်ထားတယ်ဆိုရင်ရုပ်ကိုရုပ်လို့ပဲရှုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ပထမဝိပဿနာပဲဖြစ်ဖြစ်သမထဆိုလို့ရှိရင်ရှုဥစွာပညာအာယုံကိုမိအောင်ရှုရတာပညာကိုရှုတယ်ဝိပဿနာဆိုလို့ရှိရင်ပရမတ်ပေါ်အောင်ရှုတယ်ပညာကနေပြီးတော့ဒီကာယဆိုတဲ့ရုပ်အပေါင်းအဲ့ဒီရုပ်ပေါင်းတွေကရုပ်ဒီဟာကိုရှုတာအဲ့တော့ရှုဖို့ရှုနည်းကိုသူကပြောတဲ့အခါမှာကာယေကာယ ानु ပတ္တိလို့ဆိုတဲ့ဖြင့်ကာယေဝေဒနာ ानु ပတ္တိမဟုတ်ဘူးကာယေစိတ်တ ानु ပတ္တိမဟုတ်ဘူးကာယေဓမ္မ ानु ပတ္တိမဟုတ်ဘူးကာယေကာယ ानु ပတ္တိကာယနဲ့ပတ်သက်တဲ့အာယုံပဲရှုမယ်ကာယနဲ့စိတ်ရောက်သွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတယ်နော်အာယုံယူထားတာကကာယရှုတာကစိတ်ဒီလိုမဟုတ်ဘူးလို့ဆိုလိုတယ်ကာယကိုကာယထဲမှာပဲရှိတယ်အဲ့ဒီကာယဆိုတဲ့ဒါနံပါတ်1တစ်ခုပေါ့ကာယေကာယ ानु ပတ္တိသူကဝေဒနာ ानु ပတ္တိစိတ် ानु ပတ္တိဓမ္မ ानु ပတ္တိဒီလိုဝေဒနာစိတ်ဓမ္မလို့ရှုတာမဟုတ်ဘူးကာယကိုကာယလို့ပဲရှုတယ်လို့ဒီလိုပိုင်းခြားသတ်မှတ်မှုကတစ်ခုနောက်တစ်ခုကတော့သူကဒီကာယဆိုတာကအာယုန်ဒီပေါ်မှာစုနေတဲ့အရာတစ်ခုပဲဒီအပေါင်းကိုပြောတာရုပ်အပေါင်းတွေကအဲ့ဒီရုပ်အပေါင်းထဲမှာရှိတဲ့ကာယတစ်ခုခုကိုရှုတာဆိုပါစို့ဓာတ်ကြီး၄ပါးဆိုလို့ရှိရင်ကိုယ်ကပထဝီရှိရင်ဒါပထဝီကာယကိုရှုတာကာယဆိုတဲ့ထဲမှာဓာတ်ကြီး၄ပါးရှိတယ်အ ਨੇ ဆုံးဥပါဒာယုတ်၄မျိုးရှိတယ်အဲ့ဒီ၄မျိုးတည်းကဒီပထဝီကိုရှုတယ်ဆိုရင်ကာယေရူပကာယမှာကာယ ानु ပတ္တိပထဝီဆိုတဲ့ကာယကိုရှုတယ်လို့ဒီလိုဆိုလို့ရတယ်ကာယတွေကကာယကိုရှုတာဒီအိဗယ်မျိုးပြောအဲ့ဒါခဏဝိနိဘောကစုပေါင်းထားတဲ့အရာတခုကိုခွဲခြားပြီးတော့ပြောတာဒီလိုဆိုလို့ရတယ်နော်အဲ့တော့နောက်တနည်းကျတော့ကာယလို့ပဲရှုတယ်လို့ဆိုတော့တခြားနည်းနဲ့ယောက်ျားလို့ရှုတာမဟုတ်ဘူးမိန်းမလို့ရှုတာလည်းမဟုတ်ဘူးကာယကိုကာယလို့ပဲမြင်တာဟာအရှိကိုရှိတိုင်းမြင်တဲ့သဘောလောကလူတွေကမြင်လိုက်လို့ရှိရင်ကာယကိုကာယလို့မြင်လားလို့ဆိုမမြင်ဘူးအမျိုးသားကိုမြင်တယ်အမျိုးသမီးကိုမြင်တယ်ဘာကိုမြင်တယ်ညာကိုမြင်တယ်ပြဉ္ညာတွေနဲ့သွားလိုက်တာလေမရှိတာကိုမြင်နေကြတာရှိတာကိုမမြင်ဘူးမျက်စိကမြင်တာဟာရူပယုံကိုပဲမြင်တယ်သို့တော့ပြောတဲ့အခါမှာမြင်တာကရူပယုံမြင်တယ်လို့ပြောတာကြတော့ယောက်ျားမိန်းမဖြစ်နေရောတရဝါဖြစ်နေရောဆိုတော့မြင်လိုက်တယ်အေးမျိုးသားတယောက်မြင်လိုက်တယ်မျိုးသမီးတယောက်မြင်လိုက်တယ်ဆိုတော့မြင်တာကတကယ်မျက်စိကမြင်လိုက်တာကအမျိုးသားမျိုးသမီးမဟုတ်ဘူးရူပယုံဆိုတဲ့အဆင်းလေးရုပ်အဆင်းလေးကိုမြင်လိုက်တယ်မြင်လိုက်တာကိုမပြောဘဲနဲ့မမြင်တာတွေကိုတွေးကြံပြီးတော့ပြောနေတာတစ်ပင်တစ်ပင်ကိုကြည့်လိုက်ရင်လည်းတစ်ပင်ကိုမြင်တာမဟုတ်ဘူးစိတ်ပိုင်းတစ်ခုပဲမြင်တာလေသို့တော့ပြောရင်တစ်ပင်ပဲမြင်တယ်လို့ပြောတာသူမြင်အပွင့်မြင်မြင်မယ်အသီးမြင်မြင်မယ်အကိုင်းအခက်မြင်မြင်မယ်တခုသို့တော့ပြောလိုက်ရင်လုံးပြောလိုက်တာဆိုတော့ခဏတင်ညာဖြစ်မနေဘူးလားအလုံးခဲကြီးဖြစ်နေတယ်အဲ့ဒီအလုံးခဲကြီးဟာခဏလို့ဆိုရင် compactness တလုံးတစ်ခဲတဲ့တစုတဲ့တွေခဲနေတဲ့အရာကြီးတစ်ခုဖြုတ်ခွဲပြီးတော့ပြောတဲ့သဘောတဲ့ဒါကအထက်ကထာကရှင်းပြတဲ့အဓိပ္ပာယ်ကြီးပေါ့နော်နောက်တစ်ခုကတော့သူကကာယေကာယလို့ရှုတယ်လို့ဆိုတဲ့နေရာမှာအနိစ္စလို့ရှုတာလဲကာယလို့ရှုတာပဲဒုက္ခလို့ရှုတာလဲကာယလို့ရှုတာပဲရှုမှတ်เสียအာယုန်တွေအများကြီးရှိတဲ့ထဲမှာနော်နိစ္စတော့ဒုက္ခတော့အနတ္တတော့ဆိုတော့40တဲ့ဘယ်ဟာနဲ့ပဲရှုကာယကို
နိစ္စဒုက္ခအနတ္တလို့ရှုတာလေဒီကာယ ानु ပတ္တိပဲဒီပေါ်မှာရှိနေတဲ့လက္ခဏာတစ်ခုကိုရှုနေတာဖြစ်သောကြောင့်ကာယ ानु ပတ္တိပဲလေဒါအထက်ကထာမှာဒီလိုရှင်းပြတယ်သူကနော်ရှင်းပြတယ်အဲ့တော့ကာယဆိုတဲ့အာယုံပေါ်မှာရှုမြင်တဲ့အခါမှာဝေဒနာလို့ရှုတာမဟုတ်ဘူးစိတ်ဓာတ်လို့ရှုတာမဟုတ်ဘူးဓမ္မလို့ရှုတာမဟုတ်ဘူးကာယကိုကာယတွေကပဲရှုတယ်ဆိုတော့ရုပ်ကိုရုပ်လို့ပဲမြင်တဲ့သဘောကိုဒီလိုဆိုလိုတယ်နော်ရုပ်ကိုရုပ်လို့ပဲရှုတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ပြတယ်အဲ့တော့ဒီအဓိပ္ပာယ်တွေကိုသူကဤမျိုးမျိုးနဲ့ထက္ကရာမှာရှင်းပြထားတယ်ပေါ့ဒါကအချင်းချုပ်သိရရုံတော့ပဲဒီပဲကာယေကာယ ानु ပတ္တိကာယကိုကာယလို့ရှုတဲ့အခါမှာငါလို့မရှုဘူးငါဟာလို့မရှုဘူးဟောဒါလည်းပါနော်ရသောအဖြစ်တာမန်အနေထားဖြင့်ပြောမယ်ဆိုရင်ကာယဆိုတဲ့အာယုံပေါ်မှာလူတွေကဘယ်လိုမြင်လို့ဆိုငါလို့ပဲမြင်တယ်ငါဟာလို့ပဲမြင်အေးငါမျက်စိငါခြေငါလက်ငါဘဝဆိုတာလေးနဲ့သွားတာဟုတ်တော့အဲ့ဒါလို့မရှုဘူးကာယကိုကာယလိုပဲရှုတယ်လို့ဒီလိုအဓိပ္ပာယ်ဆိုလိုတာရုပ်ကိုရုပ်လိုပဲရှုတယ်ငါလို့မရှုဘူးဆိုဘာကိုပြောလို့တာတော့ဆိုနာမရူပပရိစ္ဆေဒညာဒိဋ္ဌိဝိသုဒ္ဓိနဲ့တူတူပဲတာနော်အဲ့ဒီအဓိပ္ပာယ်ကိုရောက်တယ်ဒိဋ္ဌိဝိသုဒ္ဓိအခမ်းမှာပြထားတာကြည့်ဒိဋ္ဌိဝိသုဒ္ဓိပိုင်းတော့ပြတဲ့အခါသူကရုပ်ကိုရုပ်လိုပဲရှုတယ်ငါလို့မရှုဘူးငါဟာလို့မရှုဘူးဟောအဲ့ဒါမျိုးလို့ဒီမှာလဲကာယဆိုတာရူပကာယဆိုရယ်ရုပ်အပေါင်းရုပ်ကိုရုပ်အပေါင်းတွေကရုပ်ကိုရုပ်လိုပဲရှုမြင်တယ်ငါလို့မရှိဘူးငါဟာလို့မရှိဘူးတတ္တဝါလို့မရှိဘူးနော်ဒီလိုရှုမြင်မှုအလုံးကိုခြုံငုံပြီးတော့ကာယ ानु ပတ္တိလို့ဒီလိုပြောတာပါတဲ့ဒါတစ်ဆင့်ချင်းတက်သွားတယ်ကာယကိုကာယလို့ချိလိုက်တယ်ဆိုတာကိုကသူကဒိဋ္ဌိဝိသုဒ္ဓိဖြစ်တဲ့နာမရူပပရိစ္ဆေဒညာရည်ညွှန်းတဲ့သဘောနော်အခြေခံကနေစပြီးရည်ညွှန်းအိဋ္ဌဒုက္ခကြတော့သမသနာညာအဆင့်ကိုရည်ညွှန်းပြီးတော့ပြောတဲ့သဘောအဲ့တော့ရှုဖို့ရှုနည်းလေးတွေကအဲ့ဒါလိုကြွာသွားတယ်ပေါ့အဲ့တော့ကာယေရူပကာယ၌ဘိက္ခွေယံတို့ဣထဘိက္ခုဣသဒနာတော်ကယဟန်သည်ကာယေရူပကာယ၌ဘိက္ခုယဟန်သည်အာတပိလုံလဝိရိယရှိရှိသမ္ပဇာနောဆင်ញင်တုံတရားရှိရှိတတိမာတတိရှိရှိကာယေကာယ၌ရူပကာယ၌ကာယ ानु ပတ္တိကာယဟုရုပ်ကိုရုပ်လို့ရှုတာကာယဟုအဖမ်းမှန်ရှုလေရှိသည်ဖြစ်၍ရှုနေရင်ဘာလုပ်လဲဆိုရင်လောကီလောက၌အာယုဆိုတဲ့လောကပေါ်မှာအဘိဇ္ဇာဒေါမနတံလောဘဖြင့်ကြံတွေးတတ်သောလောဘတတ်မဲ့သောနေရာဖြင့်ကြံတွေးတဲ့လောဘစိတ်အလိုမကျတဲ့ဒေါမနတဆိုတာကိုဝိနည်းဖယ်ရှားပြီးမဖြစ်စေဘူးလို့ဆိုလို့တယ်အဲ့ဒီပေါ့ကိုရှုခွက်ကလေးကိုသွားပြီးတော့ကောင်းလိုက်တာဆိုလို့ချင်းဒါလောဘဖြစ်သွားရင်လေရှုရတာကြီးကလည်းဘယ်လိုကြီးမှလည်းမသိဘူးလို့ဆိုရင်ဒေါမနတဖြစ်သွားတယ်အဲ့ဒီလိုမဖြစ်စေတာကိုဆိုလို့တယ်နော်အမိဓမ္မမြတ်စွာဘုရားရဲ့ဒီဤစနစ်တွေကလက်တွေ့လဲကြာကိုမသိနိုင်တာတခုမှမပါဘူးသိလို့ရတာတွေကိုသိချာရှင်းပြတာဟောတာမြတ်စွာဘုရားအဲ့တော့တချို့ရဲ့နားထဲမှာကာယကိုကာယလို့ရှုတယ်ဆိုရင်မရှင်းမဲနဲ့ဖြစ်တတ်တယ်ပေါ့အခုဆိုလိုတာကရူပကာယကိုရူပကာယလို့ပဲရှုတယ်တခြားနည်းနဲ့ရှုတာမဟုတ်ဘူးဆိုရင်အဓိပ္ပာယ်ကိုမှတ်သားဖို့ပေါ့နော်ငါလို့မရှိဘူးငါဟာလို့မရှိဘူးယောက်ျားလို့မရှိဘူးမိန်းမလို့မမြင်ဘူးဒီလိုဟာမျိုးကာယကိုကာယအနေနဲ့ပဲမြင်တယ်လို့ဆိုတာဟာဒါအရှိကိုအရှိတိုင်းမြင်တဲ့အဓိပ္ပာယ်ဆိုလိုတယ်အဲ့ဒီမှာကမ္မထာအထုတ်ဖို့ရအတွက်အရေးကြီးတဲ့အင်္ဂါရပ်၃ခုလို့ဆိုတာဖော်ပြထားတဲ့အင်္ဂါ၃ခုဟာ
အာတာဘီကဝီရိယသမ္ပဇာနောကပညာတတိမာကတတိဖယ်ရှားရမယ်အင်္ဂါ2ရပ်ဆိုတာအဝိဇ္ဇာနဲ့လောဘနဲ့ဒေါမနတာလို့ဒါဒီမှာတိုက်ရိုက်ဖော်ပြထားတာအဲ့တော့အလုံးလုံးတယ်ဆိုတာဖယ်ရှားခြင်းနဲ့ရယူခြင်းဒီတစ်ခုပဲရှိတာနော်ဖယ်ရှားခြင်းနဲ့ရယူခြင်းပဲတစ်ခုကိုဖယ်တယ်တစ်ခုကိုရယူတယ်ဟုတ်တယ်လေမိထွန်းတယ်ဆိုတဲ့နေရာမှာလည်းအလင်းကိုရယူပြီးအမှောင်ကိုဖယ်တာပဲလေတစ်ခုကိုဖယ်တာပဲလမ်းသွားတာကရောပထမခြေလမ်းကိုဖယ်လိုက်တာဒုတိယခြေလမ်းဒုတိယခြေလမ်းကတတိယခြေလမ်းကိုရယူလိုက်တဲ့အခါမှာဒုတိယခြေလမ်းကိုဖယ်လိုက်ပြန်တာပဲမဟုတ်လားအဲ့ဒါလိုပဲဖယ်ပြီးတော့ရယူနေတာပဲဒါသဘာဝပဲနော်အခုလည်းပဲဒီလိုဖယ်ရှားခြင်းနဲ့ရယူခြင်းအမှောင်ကိုဖယ်ပြီးတော့အလင်းကိုရဒီမှာလဲအဘိဇ္ဇာနဲ့ဒေါမနတဆိုတဲ့လောဘနဲ့ဒေါမနတဝေဒနာကိုဖယ်ရှားပြီးတော့နော်ဒီတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတာတွေနဲ့အလုတ်လုတ်ပြီးတော့ရယူနေတယ်အဲယောဒီလိုဆိုလို့လားကိုယ်တဏ္ဍာမှာဒါတွေထူထောင်နေတာဘယ်မှာထူထောင်နေတာတော့ဆိုကာယဆိုတဲ့အာယုံမှာထူထောင်နေတယ်ဘယ်လိုလုပ်ပြီးထူထောင်တာတော့ဆိုကာယကိုကာယလိုပဲရှုပြီးတော့ထူထောင်နေတယ်တခြားမြင်နေမြင်တာမဟုတ်ဘူးလို့ဒီအိဗယ်ကိုပြောတယ်တချို့နိုင်ငံသားတွေကဒီဟာနဲ့ပတ်သက်ပြီးမေးလို့ရှိတယ်သူကဒီကာယက ानु ပတ္တိနဲ့ပတ်သက်ပြီး contemplating the body and the body contemplating the body and the body so the body and the body ကိုနားလည်ဖို့တော်တော်ခက်တယ်နော် contemplating as body and the body contemplate လုပ်တယ်စဉ်းစားတယ်တွေးခေါ်တယ် body လို့တွေးခေါ်တယ်ဘယ်မှာလဲဆိုကာယအဲ့ဒါကိုဘာသာပြန်တဲ့အခါကျတော့ contemplating the body as body and the body ဟော contemplating as the body on the body ဒီလိုပြန်တာကိုအဲ့လိုပြန်တော့ကာယဆိုတာကဒီအာယုံကိုပြောလိုက်တာကာယ ानु ပတ္တိလို့ဆိုတဲ့ဒုတိယကာယကရှုမှတ်ပုံကိုပြောတာဒီလိုဆိုလို့ရှိရင်ရှင်းသွားတယ်ပေါ့သူကဟောကာယကိုကာယလိုပဲရှုတယ်ဒီလိုသွားနောက်ရှုဖို့ရှုနည်းအကျယ်တွေကိုမြတ်စွာဘုရားဟောဒီပါဠိတွေကဒါဒီပုံစံနဲ့သွားတာအချင်းချင်းနားလည်အောင်နောက်တစ်ခုဒုတိယကျတော့ဝေဒနာတုဝေဒနာနုပတ္တိဝေဟရတိအာတာဘိသမ္ပဇာနောတတိမာဝိနည်းယလောကိဝိဇ္ဇာဒေါမနတာဟောစင်စင်လေးပဲအကုန်စင်စင်လေးတွေသွားမှာကတ္တာကရှေ့ကအတိုင်းပဲနော်ယောဂီပုဂ္ဂိုလ်ဘိက္ခုဝေဒနာတုဝေဒနာတို့၌အာတာဘိလုံလဝိရိယရှိရှိသမ္ပဇာနောအစဉ်ဉ္တုံတရားရှိရှိတတိပံတတိရှိရှိဝေဒနာတုခံစားမှုဝေဒနာတို့၌ဝေဒနာကြတော့ခံစားမှုတွေကတစ်ခုနဲ့တစ်ခုမတူထူးခြားတာတွေကွဲပြားခြားနားမှုတွေရှိတယ်ဝမ်းသာမှုကိုခံစားတယ်ဝမ်းနည်းမှုကိုခံစားတယ်ဝမ်းသာဝမ်းနည်းမဟုတ်တဲ့ခံစားမှုဒီခံစားမှုတွေအများကြီးတဲကဝေဒနာဆိုတဲ့အာယုံပေါ်မှာဝေဒနာနုပတ္တိဝေဒနာလို့ရှုသည်ဖြစ်၍လောကေလောကနဲ့အဘိဇ္ဇာဒေါမနတာအာယုံတို့ကြံတွေးတဲ့လောဘဝန္နိမှုဒေါမနတာဆိုတာကိုဝိနည်းယပယ်ဖြောင်း၍ဝိဟရတိနေဤဒါဝေဒနာကိုရှုပြီးတော့နေပေါ့ကမ္မထာအာယုံတစ်ခုစီပဲဝေဒနာနဲ့ရှုပြီးတော့နေလို့လည်းရတယ်နောက်တစ်ခုစိတ်တေစိတ်တ ानु ပတ္တိဝိဟရတိအာတာဘိသမ္ပဇာနောတတိမာဝိနည်းယလောကေဝိဇ္ဇာဒေါမနတံအာတာဘိလုံလဝိရိယရှိရှိသမ္ပဇာနောဆင်ញင်တုံတရားရှိရှိတတိမာတတိရှိရှိစိတ်တေစိတ်ဆိုတဲ့အာယုံမှာစိတ်တ ानु ပတ္တိစိတ်ဟုအဖန်မှန်ရှုသည်ဖြစ်၍စိတ်ကိုစိတ်အခြေအနေနဲ့စိတ်ကိုစိတ်လို့ရှုတယ်ဆိုတာဘာလဲပြောတာတော့ဆိုသဘာဝလက္ခဏာကိုရှုတာပြောတာပဲ
စိတ်ကိုငါလို့ရှုတာမဟုတ်ဘူးငါဟာလို့ရှုတာမဟုတ်ဘူးအဲ့တော့စိတ်ကိုစိတ်လို့ရှုတယ်ဆိုတာသဘာဝလက္ခဏာကိုရှုတာသဘာဝလက္ခဏာကိုရှုခြင်းအပြင်သရဝါဆိုတဲ့အတွေ့ကိုဖြောက်တာပဲစိတ်ဟာစိတ်ပဲလေသဘာဝတရားလောကီလောက၌အဘိဓါဒေါမနတံလောဘဖြင့်ကြံတွေးခြင်းဆိုတဲ့အာယုရှိရသို့တွေးကြံလိုခြင်းနဲ့လောဘတွေးကြံပြီးတော့ဒီတွေးကြံတယ်ဆိုတာရှေ့ရှုတွေးကြံတယ်ဆိုတာဝိတက်နဲ့ပြောတာမဟုတ်ဘူးသူကလောဘကိုကနော်အာယုလေးတစ်ခုတွေးထားလို့ရှိရင်အဲ့ဒါကိုလိုချင်တဲ့စိတ်နဲ့နေတာပဲသူဒါလေးကိုတတိယနာဒါကြံတွေးနေတာပဲလေနှစ်သက်စရာအာယုလေးတစ်ခုတွေးပြန်ပြီးတော့တတိယနေတာအဲ့ဒါအဘိဓါပဲပေါ့လောဘနဲ့တွေးမိနေတာနော်အဲ့တော့ဒေါမနတဆုံးရှုံးသွားရင်ဖြစ်စေကိုမကြိုက်တာကြီးရရင်ဖြစ်စေဒေါမနတအာယုနဲ့တွေ့တဲ့အခါကြိုက်ရင်လောဘမကြိုက်ရင်ဒေါမနတဒေါသဒီလိုလာတာကိုအဲ့ဒီအဘိဓါဒေါမနတကြံတွေးတဲ့အာယုတို့ရှေ့ရှုကြံတွေးခြင်းလောဘဒေါမနတဆိုတဲ့ဝန္နိမှုဒေါမနတကိုဝိနည်းပယ်ဖြောက်၍ဝိရတိနေ၏ဒါပါဠိတွေအတူတူပဲမြတ်စွာဘုရားထပ်အဆင်အောင်ဟောတာဓမ္မေတုဓမ္မနုပတိဝိဟရတိအာတာပိတမ္ပဇာနောတတိမဝိနည်းလောကေဘိဓါဒေါမနတံအာတာပိလုံလဝိရိယရှိတမ္ပဇာနောဆင်ញင်ုံတရားရှိတတိမတတိရှိဓမ္မေတုဓမ္မတို့၌ဓမ္မဆိုတဲ့စကားအလွန်ကျယ်ပြန့်တယ်ခန္ဓာ၅ပါးတွေကတခုသစ္စာတွေကတခုဒီလိုဆိုလိုတာပေါ့နော်အနိဗ္ဗာန်တရားတွေတို့ရှုရမယ်ဟာအကျယ်ကြတော့လာနေပြီဓမ္မဆိုတာခုနပြောတဲ့ကာယတို့ဝေဒနာတို့စိတ်ဓာတ်တို့အကျဉ်းတဲ့ဟာတွေဓမ္မလို့သုံးလိုက်တာဓမ္မနုပတိဓမ္မဟုဖမှန်ရှုသည်ဖြစ်၍လောကေလောက၌အဘိဓါဒေါမနတံလောဘဖြင့်အာယုန်တို့ကြံတွေးတတ်တဲ့လောဘဖြင့်အာယုန်တို့ကြံတွေးမှုလောဘဝန္နိမှုဒေါမနတကိုဝိနည်းပယ်ဖြောက်၍ဝိဟရတိနေထိုင်၏ကမ္မထာလို့အာထုတ်နေတယ်ဆိုဒီပုံစံနဲ့အားလုံးဟာတူတူပဲအာယုန်လေးပဲပြောင်းပြတာအာယုန်လေးပဲပြောင်းတာအဲ့ဒီနေရာမှာအဓိပ္ပာယ်ဖော်တဲ့အခါမှာမှားရွံ့တတ်တဲ့ဟာတွေဝိနည်းပယ်ဖြောက်၍ဆိုတဲ့နေရာလေးမှာဘာသာပြန်နေတဲ့ အဓိပ္ပာယ်ယူဆတာလေးလွဲတတ်တယ်လွဲနေတာတွေရှိတယ်ပေါ့ဒီနေရာမှာဝိနည်းပယ်ဖြောက်တယ်ဆိုတဲ့စကားမှာမြန်မာလူကတော့ဝိနည်းပယ်ဖြောက်၍ဆိုတာသိပြီးတော့ပြောင်းလဲမှုမရှိဘူးအင်္ဂလိပ်လိုကြားလို့ရှိရင်ပြန်တဲ့အခါမှာ have been removed လို့ပြန်တဲ့ဟာမျိုးတွေရှိတယ်အဲ့ဒါကြတော့ past perfect လို့ခေါ်တယ် past perfect နဲ့ပြန်မယ်ဆိုလို့ရှိရင်ဒီဓမ္မကိုဓမ္မလို့ကာယကိုကာယလို့ဝေဒနာကိုဝေဒနာလို့စိတ်ကိုစိတ်ဓာတ်ကိုစိတ်ဓာတ်လို့ဓမ္မကိုဓမ္မလို့မရှုမီအဘိဓါနဲ့ဒေါမနတကိုအရင်ပယ်ဖြောင်းရမယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ် have been removed ဆိုလို့ရှိရင်သူက have removed ဆိုဖြောက်ပြီးပြီဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဖြောက်ပြီးပြီဆိုတော့သူကဒါတွေအရင်ဖြောက်ပြီးတော့မှတတိပဌာန်တရားအားထုတ်ရမယ်ဆိုတဲ့ပုံစံမျိုးအဓိပ္ပာယ်ရောက်သွားတယ်နော်အဲ့ဒီကဘာမှာတော်တော်များများပြန်ဆိုချက်တွေကအဲ့တိုင်းပဲပြန်ဆိုနေတယ်ဒါကိုအင်္ဂလိပ်လိုပြန်တဲ့အခါ past perfect နဲ့ပြန်တာနော်ဘာပဲဖြစ် perfect နဲ့ပြန်တာ present perfect တို့ past perfect တို့နဲ့ပြန်လို့ရှိရင်သူကလုတ်ပြီးပြီဆိုတဲ့အဓိပ္ပာယ် I have a done ဆိုလုတ်ပြီးပြီလုတ်ပြီးမှဒါလုတ်တယ်ဆိုဟိုဟာရင်လုတ်တယ်ဒါနောက်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်အဲ့ဒီကြတော့ဘယ်လိုအဓိပ္ပာယ်တွေပေါ်လာတော့ဆိုတတိပဌာန်တရားအားထုတ်မယ်ဆိုရင်ပထမ
တမာတိကျင့်စဉ်ကိုကျင့်ပြီးတော့အဘိဇ္ဇာနဲ့ဒေါမနတကိုအရင်ဖြောက်ပြီးတော့မှဝိပဿနာကျင့်လို့ရတယ်သမထမပါဘဲနဲ့ဝိပဿနာတိုက်ရိုက်ကျင့်လို့မရဘူးဆိုတဲ့ပြောဆိုချက်တွေပေါ်လာတယ်ဒါသေးမဟုတ် interpretation problem နော်အဲ့ဒီပြဿနာထီအောင်တက်လာအဲ့ပြဿနာထီအောင်တက်လာသမထဆိုတဲ့တမာတိပထူထောင်မဲနဲ့ဝိပဿနာလုပ်လို့မရဘူးဆိုတဲ့အတွေးထီအောင်ဝင်လာတယ်သူကကမ္မထာအထုတ်တာဝိသုဒ္ဓိမက်တွေဘာလို့မှပြထားတယ်ထင်တယ်သမထယာနိကရှိတယ်ဝိပဿနာယာနိကရှိတယ်သမထကိုအရင်အားထုတ်ပြီးတော့မှသမာဓိကိုထူထောင်ပြီးတော့မှအနည်းဆုံးဥစ္စာရသမာဓိဒီတဲ့ပို့ရင်အပ္ပနာသမာဓိဆိုတာကိုမိမိတဏ္ဍာမှာဖြစ်စေပြီးတော့မှဝိပဿနာသွားတာဒါတနည်းအဲ့ဒါကိုဗာပြောတော့ဆိုသမထပုပ္ပင်ကမဝိပဿနာဘာဝေတိဆိုတဲ့ယုခဏတ္တသုတ်ဆိုတာရှိတယ်အဲ့ဒီယုခဏတ္တသုတ်ကအင်္ဂုတ္တရနိကေမှာရှိတယ်အဲ့ဒီသုတ်အတိုင်းပဲဘယ်မှာရှိတော့ဆိုပဋိသင်္ပိဓာမဲပါဠိတော်မှာလည်းရှိတယ်အဲ့ဒါသမထပုပ္ပင်ကမဝိပဿနာဘာဝေတိသမထကိုအရင်အားထုတ်ပြီးမှဝိပဿနာအားထုတ်တယ်သမထရှိသောဝိပဿနာလို့ဒီလိုခေါ်တယ်အဲ့ဒါသာဖြစ်နိုင်တယ်လို့ယူဆသွားတယ်နောက်ဒုတိယလာတဲ့အခါကျဝိပဿနာပုပ္ပင်ကမသမထဘာဝေတိတယ်ဝိပဿနာကအရင်သမထကနောက်ဆိုတာလည်းရှိသေးတယ်သမထဝိပဿနာယုဂတတ္တဘာဝေတိတလဲ့စီသမထနဲ့ဝိပဿနာတွဲဖက်ပြီးတော့အားထုတ်တယ်ဆိုတာလည်းရှိတယ်အဲ့တော့ပထမနည်းကသမထအရင်ဝိပဿနာနောက်ဒါပထမနည်းအဲ့ဒီပထမနည်းကိုပဲသမထယာနိကလို့ဒီလိုခေါ်တာနောက်ဝိပဿနာကအရင်သမထကနောက်ကျတော့ဝိပဿနာယာနိကလို့ခေါ်တယ်ဝိပဿနာအဲ့ဒီဝိပဿနာယာနိကကိုပယ်ပြစ်ရာရောက်သွားတယ်ပေါ့ဒီဟာကိုဘာသာပြန်လွဲလိုက်လို့ရှိရင်ဝိပဿနာယာနိကဆိုတာမရှိဘူးဒုက္ခဝိပဿကသုဒ္ဓဝိပဿနာဆိုတာမဖြစ်နိုင်ဘူးလို့ဆိုပြီးတော့ညင်းဆိုပြီးဒီနည်းကြီးအမှားကြီးတို့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းကဘာကြီးမှာပေါ်လာခဲ့တယ်ပေါ့သူကဘာဖြစ်လို့လဲဘာသာပြန်တာဟာမတူလို့အဲ့တော့တကယ်ပြန်ရမှာဒီ perfect နဲ့ past perfect တို့ present perfect တို့ perfect နဲ့ပြန်ရမယ်ဟာမဟုတ်ဘူးဒီဟာဘာနဲ့တူတော့ဆိုဒီတွားကဝိနည်းကပယ်ဖြောင်း၍ဆိုအရှိလောကရကနေမင်းကြီးသည်အမိုက်မောင်ကိုပယ်ဖြောင်း၍တက်ထွန်းလာ၏ဆိုတဲ့စကားကိုကြည့်အမိုက်မောင်ကိုပယ်ဖြောင်း၍တက်ထွန်းတယ်ဆိုတာအမောင်ကိုအရင်ဖြောက်ပြီးမှသူပေါ်တာမဟုတ်ဘူးသူပေါ်လိုက်တာနဲ့အမိုက်မောင်ပျောက်သွားတာsimultaneously ဆိုတာနော် simultaneously တပြိုင်နက်ဖြစ်တယ် the same time နေမင်းတက်လာတာဟာအမောင်ကိုတခါတည်းဖြောက်ပြီးတော့အလင်းရောင်ကိုဖြတ်တာတပြိုင်နက်အခုကလည်းအဲ့ဒီတမာနကာလလို့ခေါ်တယ် the same time နော်အဲ့ဒီ the same time တစ်ချိန်နဲ့ကာယ ानु ပတိဆိုတာကာယေကာ ानु ပတိဝိရတိရှုနေတဲ့အချိန်တိုင်းမှာပဲအဘိဇ္ဇာတော်နန္ဒကိုလည်းဖြောက်ပြီးသားဖြစ်နေတယ်လို့ဆိုလိုတာအဲ့ဒါကြတော့ဘယ်လိုပြန်ရတော့ဆို removing covetousness and grief လို့ဒီလိုပြန် removing လို့ပဲပြန် having remove လို့ပဲပြန်ရအောင်ဒီလိုဆိုလို့ဒီစကားလုံးလေးတစ်လုံးအသုံးမှားသွားတာနဲ့အဓိပ္ပာယ်ကြီးအများကြီးလွဲသွားဒီနေရာမှာအဓိပ္ပာယ်လွဲမှားနေတာရှိတယ်သူတို့ဖြင့်အင်္ဂလိပ်စာတတ်တဲ့ပုဂ္ဂိုလ်တွေမှာဒီဟာတွေသွားဖတ်လို့ရှိရင်ပိုလွဲသွားမှာပဲလွဲမှာသွားနိုင်တယ်တမန်ငါရှာငါဖတ်ရင်လည်းသိမသိဘူးနော်သေးသေးချာချာ perfect ကို perfect လို့နားလည်မယ် I have done ဆိုတာမျိုးငါဒါလုပ်ပြီးမှသွားတယ်ထမင်းစားပြီးအိတ်တယ်ဆိုတာ ਨੇ ထမင်းစားပြီးအိတ်တယ်ဆိုတာထမင်းရင်စားတယ်ပြီးမှအိတ်တာတပြိုင်တည်းလုံးလို့မရဘူးထမင်းလဲစားမယ်အိတ်လဲအိတ်ပဲဆိုတော့လူမမာဖြစ်သွားနော်တပြိုင်တည်းလုံးလို့မရဘူးထမင်းစားပြီးအိတ်သည်ဗုဒ္ဓဝါတယတိဆိုစားပြီးအိတ်တယ်ဆိုတာစားပြီးမှအိတ်တာတစ်ချိန်စီအခုကဘိဇာဒေါမနတကိုဖြောက်၍ရှုတယ်လို့ဆိုတာဟာတပြိုင်တည်း
နေမင်းဒီအမောင်ကိုဖြောက်ပြီးထွန်းလင်းဤဆိုတဲ့စကားလိုပဲတပြိုင်တည်းဖြစ်တာကိုရည်ညွှန်းတာဒါကြောင့်မလို့တွားဆိုတာတစ်ခုတည်းမဟုတ်ဘူးတွားရဲ့အတိတ်ပဲပါဠိစာပေဂရမမသိဘူးလို့ရှိရင်ဒါမသိဘူးတွား၄မျိုးတောင်ရှိတယ်ဒါပါဠိစာပေသင်တဲ့ဘုန်းကြီးတွေသိကြပါဠိဂရမဒီတွားဆိုတဲ့ရွေ့ဆိုတဲ့ပမာလိုပြန်တဲ့ဟာ၄မျိုးရှိတယ်ပုဗ္ဗကာလတဲ့ကရိယာနှစ်ခုကရိယာနှစ်ခုလို့ခေါ်တယ်အချိန်အလုံးနှစ်ခုဖော်ပြထားဥပမာပဲဗုဒ္ဓဝါတယတိစားပြီးအိတ်တယ်ဆိုစားတာတစ်ခုအိတ်တာတစ်ခုနှစ်ခုအလုံးနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုဒီစားတာကအရင်အိတ်တာကနောက်ဒါကိုပုဗ္ဗကာလလို့ခေါ်တယ်ရှေ့ပိုင်းမှာနော်ပုဗ္ဗကာလလို့ခေါ်တယ်နောက်တစ်ခါဒွါရံပိဒါယနိခမတိတကားကိုပိတ်မှဖြစ်ပြီးအပြင်ထွက်၏ဒါကြတော့အပြင်ထွက်ပြီးမှတကားပိတ်တယ်ဆိုအတိပ္ပယ်ရတယ်တကားပိတ်ပြီးမှတော့အပြင်ထွက်လို့မရတော့ဘူးအဲ့တော့တကားပိတ်မှမို့အပြင်ထွက်တယ်ဆိုတာဒါကြတော့သူကတပြိုင်နဲ့လို့ပြောလို့မရဘူးတပြိုင်နဲ့ပြောလို့မရဘူးအဲ့တော့တကားပိတ်တာကအရင်အပြင်ထွက်တာကအရင်တကားပိတ်တာကနောက်ဒါကိုအပရကာလလို့ခေါ်တယ်သမာဏကာလကြတော့ဒုတ်သည်ဓက္ခနဲ့မြည်၍ကြာသွား၏ကြပြီးမှမြည်တာလားဓက္ခနဲ့မြည်တာရဲ့ကြာတာရဲ့နှစ်ခုရှိတဲ့ထင်ပဲကြာလိုက်တာနဲ့ဓက္ခနဲ့မြည်သွားတာလေအဲ့တော့ကြာတာအရင်မဟုတ်ဘူးဓက္ခနဲ့မြည်တာရဲ့ကြာတာရဲ့တပြိုင်တည်းဖြစ်တယ်နေမင်းကြီးသည်အမောင်ကိုပယ်ဖြောက်၍တက်ထွန်းလာ၏ဟောအမောင်ကိုဖြောက်တာရဲ့နေပေါ်လာတာရဲ့ဒီနှစ်ခုဟာမရှိမနှောင်းဖြစ်တာတပြိုင်တည်းဖြစ်တာတပြိုင်တည်းဖြစ်တာအမောင်ဖြောက်လျက်ပေါ်ထွန်းလာတာသူတက်လာတာနဲ့အမောင်လည်းပျောက်သွားတယ်တပြိုင်တည်းဖြစ်တယ်အဲ့ဒါကိုတမာဏကာလလို့ခေါ်တယ်ပုဗ္ဗကာလရှိတယ်အပရကာလရှိတယ်တမာဏကာလရှိတယ်ဟောကရိယာနှစ်ခုလို့ခေါ်တယ်ကရိယာနှစ်ခုနောက်နှစ်ခုကြတော့သူကအချိန်သတ်မှတ်တဲ့ဟာမျိုးဘာလို့ရင်ဘာလို့တယ်ဆိုတဲ့ဟာမျိုးသွားတာသူကအဲ့ဒါကိုတော့လက္ခဏာလို့ခေါ်တယ်ဘာကြောင့်ဘာဖြစ်တယ်ဆိုတာမျိုးကြတော့ဟေတုလို့ခေါ်တယ်အလုံး၅မျိုးနော်ပါဠိစာပေမှာ၅မျိုးခွဲခြားထားတယ်အဲ့ဒီ၅မျိုးမသိပဲနဲ့ဒီစကားလုံးကိုဘာသာပြန်လို့ရှိရင်လွဲမှားသွားတယ်ဒါကြောင့်မို့ဒီမှာဘာသာပြန်မှာဝိနည်းယနဲ့ဝိဟရတိပယ်ဖြောက်ထားရင်နေတာရင်နှစ်ခုဟုတ်လားပယ်ဖြောက်တာကအရင်လားနေတာကအရင်လားဆိုလို့ရှိရင်တူတူပဲလို့နားလည်ရတပြိုင်တည်းဖြစ်တာပယ်ဖြောက်လျက်နေတယ်ဒီလိုဆိုလို့လေအဲ့ဒါကြောင့်ကပ္ပရတရားအထုတ်တယ်ဆိုတာဒီလောဘဒေါသဘွားတွေကိုဖယ်ရှားနေတာကပ္ပရအထုတ်တယ်လို့ဖယ်ရှားနေတဲ့အချိန်တပြိုင်တည်းထဲမှာပဲကောင်းတဲ့သဘာဝတွေပေါ်နေတာဒီလိုဆိုလို့တာပေါ့နော်လျှက်စီမြင်ထွန်းလိုက်တဲ့အခါမှာမီးလင်းတာနဲ့အမောင်ဖြောက်တာမရှိမနှောင်းတပြိုင်တည်းဖြစ်တယ်အမောင်ဖြောက်ရမီးလင်းသည်ဆိုဟာအမောင်ဖြောက်ရမီးလင်းသည်အမောင်ဖြောက်တာကတစ်ခုမီးလင်းတာတစ်ခုနှစ်ခုသို့တော့အဲ့ဒီနှစ်ခုဒီပြိုင်ပြီးတော့ဖြစ်တယ်ဒီလိုဆိုပါဒါဒီအဓိပ္ပာယ်ဒါကဒီမှာသတိပ္ပဏသုတ်ကိုအယူဆလွဲပြီးတော့ဝိပဿနာယာနိကကျင့်စဉ်ကိုမှားတယ်လို့ဆိုပြီးတော့ပြောနေတာတွေလည်းရှိတယ်အဲ့ဒါတွေမဖြစ်ဖို့နော်ဝိပဿနာယာနိကသွားတာတွေလည်းရှိတယ်သုတ်တန်ထဲမှာလည်းတက်ရရှိတယ်ပေါ့ကဲဒါအာယု၄မျိုးနဲ့သူကရှင်းပြလိုက်တာဒါကအကျဉ်းပြလိုက်တာနော်ဒီအကျဉ်းလေးလောက်တော့ရထားရင်တော့ကောင်းတာပေါ့ဒီအကျဉ်းလေးလောက်ကိုအလွတ်ရနေပေါ့ဒီအကျဉ်းလေးရထားပြီးပြီဆိုတဲ့အခါဒီတတိပဋ္ဌာန်၄ပါးကိုအာထုတ်ပုံလေးကိုအကျဉ်းလေးပြထားတယ်နော်ကာယအာယုဝေဒနာအာယုစိတ်ဓာတ်ဆိုတဲ့အာယုဓမ္မဆိုတဲ့အာယုပေါ်မှာ
ဘာဝလက္ခဏာကိုရှုမြင်ခြင်းအပြင်စိတ်ဓာတ်ကိုစိတ်ဓာတ်လို့ရှုတယ်ကာယကိုကာယလို့ရှုတယ်ဝေဒနာကိုဝေဒနာလို့ရှုတယ်ဒါသဘာဝလက္ခဏာကိုရှုတယ်ဆိုဝိပဿနာတရားအထုတ်ရင်သဘာဝလက္ခဏာကိုပဲအရင်ရှုရတယ်တာမင်ညာလက္ခဏာဆိုတဲ့အနိစ္စဒုက္ခအနတ္တကအရင်ရှုရတာမဟုတ်ဘူးသဘာဝလက္ခဏာဆိုတာတရားကိုတွေ့တာဟာသူ့သဘာဝရှုတော့ငါပဲတွေ့လို့ရတယ်ဒါအထူးဆန်းမဟုတ်ဝေဒနာကိုတွေ့ရင်ဝေဒနာရဲ့သဘာဝအနေတွေ့ရမှာပဲဖသကိုတွေ့ရင်ဖသရဲ့သဘာဝအပဲတွေ့ရမှာပဲဝေဒနာမတွေ့ဘဲနဲ့တခြားတွေ့နေလို့ရှိရင်တော့တခြားသဘာဝပဲဖြစ်မှာပေါ့ဒီလိုဆိုလိုတာသဘာဝလက္ခဏာဆိုတာကိုယ်ပိုင်အမှတ်သားလေးတွေအားလုံးမှာလူတွေမှာကိုယ်ပိုင်အမှတ်သားလေးတွေရှိတာပဲတရားတွေမှာလည်းပဲကိုယ်ပိုင်အမှတ်သားလေးတွေပထဝီဆိုရင်မာတယ်ပြော့တယ်အတုံးခဲသဘောအာဘောဆိုတာဆုစီးတယ်ယိုစီးတယ်ဆိုတဲ့သဘောတေဇောဆိုတာရင့်ကျက်စေတယ်ဆိုတဲ့သဘောဝါယောဆိုတာဆုစီးပြီးတွန်းကန်ပေးတယ်လှုပ်ရှားတယ်ဆိုတဲ့သဘောဒါသူ့ရဲ့ကိုယ်ပိုင်သဘောတွေအဲ့ဒီကိုယ်ပိုင်သဘောတွေကိုရှုတာဆိုလိုတယ်ပေါ့သဘောလက္ခဏာကိုရှုပြီးတော့မှတာမင်ညလက္ခဏာဆိုတာထပ်ဆင့်ပေါ်လာတဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်ပိုင်တဲ့သဘောဆိုတာထပ်ဆင့်ပေါ်လာတာအဲ့ဒါကတာမင်ညလက္ခဏာလို့ခေါ်တယ်အိစ္ဆဒုက္ခအနတ္တဝိပဿနာဆိုတာအဲ့ဒီတာမညာလက္ခဏာပေါ်လာတဲ့အခါမှာဝိပဿနာလမ်းကြောင်းထဲကိုဝင်သွားတာဒါပေမဲ့ဝိပဿနာကိုဂိတ်ပေါက်ကစတဲ့အခါမှာသဘာဝလက္ခဏာကိုပဲရှုရတာမညာလက္ခဏာစရှုရတာမဟုတ်ဘူးအိစ္ဆကမစရဘူးเนาะဒီလိုဆိုလိုတာเนาะသဘာဝတရားကိုမတွေ့ဘဲနဲ့အိစ္ဆလုံးနေလို့ရှိရင်အတွေးအိစ္ဆပဲဖြစ်မှာပေါ့ဘာကိုပြောနေမှမသိဘူးပေါ့အိစ္ဆဆိုတာဘယ်သူပြောမှလည်းမသိဘူးဘယ်ဝါပြောမှလည်းမသိဘူးဖြစ်မှာပေါ့သဘာဝတရားကိုပထမဆုပ်ကင်မိပြီးတော့မှသဘာဝတရားရဲ့မမြဲတာတွေကိုမြင်ရမှာပေါ့ဒီလိုဆိုလို့နော်ဟုတ်ပြီဒါဒီဥဒိတပြီးသွားတယ်ဥဒိတဆိုတာအကျဉ်းအဖြစ်ဟောပြောတယ်ကဲနေဒိတဆိုတာကြတော့လာပြီကာယ ानु ပတနာဆိုတဲ့ဒီကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်တ ानु ပဒနာတတိပဋ္ဌာန်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်လို့ဒီလိုအာယုံ၄မျိုးဘာဖြစ်လို့မြတ်စွာဘုရားက၄ခုခွဲဟောရတယ်လဲဆိုတဲ့ဒီအထက်ကရာရဲ့မှတ်ချက်ကလေးတွေဟာအမှန်တမ်းတန်ဖိုးရှိတယ်ပေါ့ဘာဖြစ်လို့ဒီလို၄မျိုးပြောရတာလဲတတိဆိုတဲ့အာယုံလေးကိုတတိဆိုတဲ့တရားလေးကိုထူထောင်တာတတိပဋ္ဌာန်ဆိုရင်တတိတစ်ခုတည်းလှုပ်တာတော့မဟုတ်ဘူးနော်တတိကိုခေါင်းတက်ထားတာသူ့ကိုဥတီပေးထားတာအဲ့ဒီမှာတရားဝါရီမှာ2မျိုးရှိတယ်ပထမတရားဝါရီရဲ့အနေထားကိုကြည့်လိုက်တရားဝါရီမှာတတ်မှတ်မှုဆိုတဲ့တဏှာအလေးချင်းရှိတဲ့ပုဂ္ဂိုလ်လားဒိဋ္ဌိစရိတအတွေးခေါ်တွေနဲ့မှားယွင်းတဲ့အမြင်တစ်ခုရှိတဲ့ပုဂ္ဂိုလ်လားပါဠိလိုဆိုလို့ရှိရင်တဏှာစရိတပုဂ္ဂိုလ်နဲ့ဒိဋ္ဌိစရိတပုဂ္ဂိုလ်တဏှာစရိတဆိုတာဘာဖြစ်သူကတွေ့တာတယ်မမောတယ်လိုချင်တယ်တဏှာအလေးအကျင့်ရနေတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိစရိတဆိုတာအမြင်တစ်ခုပေါ်မှာသူကဆင်ញင်သုံးသပ်တယ်ခုခေတ်ကတော့ philosopher ဆိုပြီးပြောခြင်းပြောမှာပေါ့နော်အတွေးအမြင်နဲ့ပတ်သက်ပြီးတော့အလေးချင်းရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့လူတွေမှာတွေ့တာမှုကိုအလေးထားတဲ့တွေ့တာမှုအဖြစ်များတဲ့ပုဂ္ဂိုလ်နဲ့အတွေးတော်အထင်အမြင်တွေအဖြစ်များတဲ့ပုဂ္ဂိုလ်လို့ဒီလိုတာမန်မှတ်ထားပါဠိလိုရေးရင်တဏှာစရိတနဲ့ဒိဋ္ဌိစရိတတဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောရအောင်အဲ့ဒီမှာတဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်တခါနှစ်ခုထပ်ခွဲတယ်တဏှာစရိုက်တော့ရှိတယ်တချို့ကမထက်မြက်ဘူးတချို့ကထက်မြက်တယ်ဟောထက်မြက်မှုနဲ့မထက်မြက်မှုဒီနှစ်ခုထပ်ခွဲတယ်တဏှာစရိုက်ရှိပြီးတော့ထက်မြက်မှုမရှိတာကတူထက်မြက်တဲ့ပုဂ္ဂိုလ်ကတူလို့ဒီလိုခွဲတယ်အဲ့ဒါလို့ခွဲပြီးတော့မြတ်စွာဘုရားကအဲ့ဒီဇယိုက်တွေကိုဖယ်ရှားဖို့အတွက်မကောင်းတဲ့ဇယိုက်တွေဖယ်ရှားဖို့အတွက်ဒီတဏှာဇယိုက်ရှိတဲ့ပုဂ္ဂိုလ်အတွက်ကိုကမ္မထာအာယုံနှစ်ခုပေးတယ်။ဘာလဲလို့ဆိုဒ
ကာယ ानु ပဒနာနဲ့ဝေဒနာ ानु ပဒနာတဲ့ဒါတဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်စဉ်းစားကြည့်နော်လူတွေဟာမမောတယ်တွေ့တာတယ်ဆိုတာရုပ်အဆင်းပေါ်မှာမမောတယ်ခံစားချက်ပေါ်မှာမမောတယ်အဲ့ဒါမမောမှုဆိုတဲ့တဏှာစရိုက်ဖြစ်တာနော်ရုပ်ကိုမလှလှအောင်ပြင်တယ်ခံစားချက်လေးတွေပေါ်မှာတွေ့တာတယ်ဟောအဲ့တော့တဏှာစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်တဏှာအဖြစ်များပြီးတော့နည်းနည်းအသိဉာဏ်နည်းနည်းနေပါတဲ့ပုဂ္ဂိုလ်မထက်မြက်တဲ့ပုဂ္ဂိုလ်ကြတော့ကာယ ानु ပဒနာပေးတယ်ကာယ ानु ပဒနာတတိပဋ္ဌာန်အားထုတ်ဖို့သက်ဆိုပြလာဘာလို့လဲဆိုရင်သူကတဏှာတော့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အသိဉာဏ်သိမ့်မထက်တော့ထင်သာမြင်သာတယ်ကာယ ानु ပဒနာဆိုတော့မျက်စိနဲ့လည်းမြင်လို့ရတာဆိုတော့ထင်သာမြင်သာတဲ့ကမ္မထံကိုပေးတယ်အဲ့ဒါဟာကာယ ानु ပဒနာတတိပဋ္ဌာန်ဟာခုနတဏှာစရိုက်ရှိပြီးတော့ထက်မြက်မှုကင်းတဲ့ပုဂ္ဂိုလ်အတွက်ထွက်လမ်းမယ်စင်ကြယ်ဖို့လမ်းမယ်ဒီလိုဆိုရဲစင်ကြယ်ဖို့လမ်းနောက်တစ်ခုတဏှာစရိုက်တော့ရှိတယ်ဒါပေမဲ့သူညံထက်တယ်ထက်တယ်ဆိုတဲ့ပုဂ္ဂိုလ်အတွက်ကြတော့နည်းနည်းတိမ်မွေးတဲ့ဝေဒနာ ानु ပဒနာကမ္မထံကိုပေးတယ်ဝေဒနာစိတ်ရဲ့ခံစားချက်ဆိုဒီမှာရုပ်လောက်တော့မပေါ်လွင်ဘူးပေါ့အဲ့ဒါကြောင့်ဝေဒနာ ानु ပဒနာကမ္မထံကိုပေးတာဟာတဏှာစရိုက်ရှိပြီးတော့အတိညာထက်မြက်တဲ့ပုဂ္ဂိုလ်အတွက်ရည်စွန်းပြီးတော့ပေးတယ်လို့ဒါကတစ်ခုနောက်တစ်ခါဒိဋ္ဌိစရိုက်အမြင်နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အမြင်ကိုဦးစားပေးတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှလည်းဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ရှိတယ်ဉာဏ်မထက်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့ဉာဏ်မထက်တဲ့ပုဂ္ဂိုလ်အတွက်ဒီဘာကိုပေးတော့ဆိုစိတ်တ ानु ပဒနာကိုပေးတယ်စိတ်တ ानु ပဒနာကမ္မထံဟာဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်အတွက်ဒီသိပြီးတော့ခွဲခြားဝေဖန်တာမဟုတ်သည့်အတွက်ကြောင့်စိတ်တစ်မျိုးတည်းနဲ့ဦးစားပေးထားတာဖြစ်လို့သူ့ကိုဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်အတွက်စိတ်တ ानु ပဒနာစိတ်တ ानु ပဒနာကမ္မထံဟာသူ့အတွက်ပဲထွက်ပေါက်ပဲဒိဋ္ဌိစရိုက်လို့ဆိုလို့ရှိရင်ဘာလို့ဆိုရင်ဒီစိတ်တို့ဓမ္မတို့ဆိုတာတွေကဒီလိုရင်းနဲ့တဏှာနဲ့သိပြီးတော့မပတ်သက်ဘူး။ဘာနဲ့ပတ်သက်တယ်ဆိုတော့အတွေးခေါ်နဲ့ပတ်သက်လာ။နော်စိတ်ပေါ်မှာဘယ်လိုမြင်ကြတော့လူတွေကစိတ်ကလေးကိုအတ္တလို့မြင်တယ်။ဒါကြောင့်မလို့ဝိညာဉ်ကောင်သေသွားရင်ဒါလေးကထွက်သွားတယ်။နောက်ဘဝဝင်စားပြန်တယ်ဒီလိုထင်တာဟုတ်။စိတ်ကလေးဟာအုံနောက်လို့ထင်တယ်အမျိုးစုံပေါ့နော်။စိတ်နဲ့ပတ်သက်လာပြီးတော့လူတွေဟာကိုယ်စိတ်ရှိပြီမဲ့လို့စိတ်နဲ့ပတ်သက်ပြီးတော့တွေးဝေနေတယ်စိတ်ဟာအမြဲတမ်းရှိနေတယ်သေသွားရင်လည်းဒီစိတ်ကလေးကထွက်သွားပြီးတော့နောက်ဘဝရောက်တော့ပြန်တယ်လို့ဒီလိုစိတ်နဲ့ပတ်သက်ပြီးတော့ဝိညာဉ်ဆိုပြီးတော့ပြောနေကြတာတွေရှိတယ်ပေါ့စိတ်ဟာအမြဲတမ်းရှိနေတယ်လို့ထင်တယ်ရသော်ဗျာမဟုတ်ဘူးပဋိစ္စသမုပ္ပါဒ်ဝိညာဏံပဋိစ္စသမုပ္ပါဒ်စိတ်ဆိုတာဟာအကြောင်းကိုဆွဲပြီးတော့ဖြစ်လာတာရှိနေတဲ့အရာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အရာဒီမိချစ်ကလေးထဲမှာရှိတဲ့မီးတောက်ကလေးဟာမိချစ်ထဲမှာရှိနေတာမဟုတ်ဘူးဖိချစ်တယ်ဆိုတဲ့အကြောင်းဖြစ်နိုင်တဲ့အခြေအနေတွေပေါင်းစပ်ထားလို့ဖြစ်ပေါ်လာတာမျှတာဖြစ်တယ်ဒီထဲမှာအောင်းနေတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးစိတ်ဟာလည်းပဲဒီလိုအောင်းနေတဲ့အရာတစ်ခုမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာလို့ဖြစ်ပေါ်ပြီးတော့လာတာအဲ့ဒီအဓိပ္ပာယ်မျိုးဟာဒီမှားယွင်းတဲ့အတွေးတွေကိုဖြစ်စေနိုင်တယ်ပေါ့မှားယွင်းတဲ့အတွေးတွေကိုဖြစ်စေနိုင်စိတ်နဲ့ပတ်သက်ပြီးမှားယွင်းတဲ့အတွေးတွေဖြစ်စေနိုင်လို့အသိဉာဏ်သိမ့်မထက်ဘူးဆိုတဲ့ပုဂ္ဂိုလ်အတွက်စိတ်တ ानु ပဒနာဟာသူ့အတွက်ထွက်ပေါက်ပဲဟောနောက်တစ်ခါအသိဉာဏ်ထက်ပြီးဆိုလို့ရှိရင်ကြဲကြဲပြန့်ပြန့်ဓမ္မ ानु ပဒနာကိုပြီးဓမ္မ ानु ပဒနာကမ္မထာအားထုတ်လို့ရှိရင်ကြဲကြဲပြန့်ပြန့်ဖြစ်သည့်အတွက်ကြောင့်သူဟာဒီဓမ္မဆိုတဲ့အရာတွေပေါ်မှာဒီမှားယွင်းတဲ့အမြင်တွေနဲ့တွေးတောနေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဒီလိုခွဲခြားလိုက်တဲ့အခါကျတော့အရာရာမှာအတ္တလေးကလုံနေတယ်ဆိုတာမဟုတ်ဘူးဒီသဘာဝတရားတွေကသူဖြစ်ပေါ်ပြီးတော့နေတာပဲလို့ဆိုရက်အဓိပ္ပာယ်ကိုဖော်ပြဖို့ရအတွက်ဓမ္မ ानु ပဒနာကမ္မထာကိုအားထုတ်ဖို့ဟောဒီလိုဆိုလို့တယ်နော်ဓ
ဒါကြောင့်မို့မြတ်စွာဘုရားတတိပဋ္ဌာန်တရား၄ပါးကိုဟောတာတဏှာဇယရှိတဲ့ပုဂ္ဂိုလ်အတွက်ပထမနဲ့ဒုတိယဒိဋ္ဌိဇယရှိတဲ့ပုဂ္ဂိုလ်အတွက်တတိယနဲ့စတုထဟောဒီအာယုန်ညာဒါကအသင့်တော်ဆုံးကိုရွေးချယ်ပြီးတော့ပြောတဲ့သဘောပါကျန်တာမလုံးဝဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးเนาะခေါင်းကိုက်လို့ရှိရင်တော့ပါရာစီတမောပျောက်တောက်လဲပျောက်တော့ပျောက်မှာပါပဲเนาะကမ္မထာထုတ်ရင်ဘယ်ဟာပဲဖြစ်ဖြစ်ပျောက်တော့ပျောက်မှာပဲသို့တော့ခေါင်းကိုက်ယောဂအတွက်တိကျဖော်ဆတ်ထားတဲ့စိတ်လည်းရှိမှာပေါ့ဒီဟာကအလုံးကိုလည်းပျောက်စေနိုင်တဲ့အရာလို့တရားဆိုတာအလုံးကိုလည်းပျောက်စေနိုင်တယ်ပေါ့သို့တော့ပို့ပြီးတော့တင့်လျော်တဲ့ specific သူ့အတွက်သီးသန့်ထုတ်ထားတယ်ဟာလို့ဒီလိုရည်ညွှန်းပြီးတော့ဆိုလိုတာကောင်းပြီကဲဒီကနေ့ဒီလောက်ပဲတော့ကြတယ်